မနေသိတာဘောဒီတလောကလုံးမှာအကြောက်ဆုံးကနင်ငါ့ကိုမုန်းပါဘူးဒီမကြိုက်မနဲ့ပြန်ဆက်ပြီးမဲမလိုက်ဘူးကိုဆရာကောလုံးဝမတူချင်းပါငါ့ဘာစင်ချင်းမှမပေးဘူးကျွေးမင်းဒီအဲ့ဆရာကိုလည်းမပတ်သက်ဘူးဆိုတော့ဂရီကိုပေးငါရက်မတောင်းနဲ့ဆိုလည်းမတောက်တော့ဘူးဟာကျွေးမင်းနင်တော့အဲ့ဂရီတွေကမပေးနိုင်ဘူးလားပြောလေဟာနင်တော်မှပဲငါစကားတွေတစ်ခုခုနားထောင်နေရပါငါရောဒီစကားဒီကပြောတော့ကျေးဇူးမတင်လို့တော့မရဘူးဗျကျွန်တော်မိဘရဲ့ဒီလိုလာတာလဲတက်တာပေါ့ဗျာအော်တော့အလုပ်ကိစ္စတော့ပါလုပ်ကိစ္စတော့မဟုတ်ဘူးဗျဒါရင်နင်အမဲပြမထွက်တော့ဘူးလို့သမီးရွှေနေဂရိပေးထားတယ်ပါဘာဂရီဆိုတာတီမတန်မိုးရှိတုတ်တီဘာမှတန်မိုးထားနေတဲ့အကြောင်းမရှိရုပ်ရပါတူပြီးပြန်ခိုင်းရက်ပြတော့ပြီ